ရာစုနှစ်တစ်ခုကျော်တမိုင်းစင်လာတွေကိန်းအောင်နေတဲ့နေရာမြန်မာလွတ်လပ်ရေးတမိုင်းရဲ့အစပျိုးရာအရှိတောင်အာရှနိုင်ငံရဲ့တစ်ချိန်ကထွန်းတော်ဆောင်သောပညာရေးနဲ့တော်ကြီးစီကိုကျွန်တော်နဲ့အတူလိုက်ခဲ့ကြည့်ရအောင်1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကြီးဟာအခုဆိုရင်နှစ်ပေါင်း100ကျော်ခဲ့ပြီဖြစ်ပါတယ်။အင်းရငယ်ဘေးကတစ်ပုတ်ပင်ကြီးတွေနဲ့အုတ်နီကဲအဆောင်အုံကြီးကြားမှာကျွန်တော်တို့နိုင်ငံရဲ့အဖိုးတန်ပညာရှင်တွေခေါင်းဆောင်တွေအများကြီးမွေးထုတ်ပြီးခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဦးတန်းစတဲ့ကပါတိခေါင်းဆောင်ကြီးတွေကနေစာပေနဲ့လူ့ပညာရှင်ပေါင်းများစွာရဲ့ခြေရာတွေပြင်ငင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အဓိပတိလက်မကြီးပေါ်မှာရှောက်လွှမ်းခဲ့ကြတဲ့ကျောင်းသားတို့ရဲ့စိတ်သက်တွေကပဲမြမသမိုင်းအစဉ်အလာကိုတစ်စစ်ချိုးပြောင်းလဲစေခဲ့တာပါ။ဝင်းင်းသမီးခမ်းမကြီးရဲ့ခံရမှုတစ်ပုံဝင်အောက်ကအမှတ်တရတွေနဲ့အင်းရကန်ကြီးရဲ့အလှတရားတွေဟာရန်ကုန်တက္ကသိုလ်ကြီးကိုပညာရက်တွေမကပဲအမှုပညာစံတဲ့နေရာတစ်ခုဖြစ်တည်စေခဲ့ပါတယ်။ခေတ်တွေဘယ်လိုပဲပြောင်းပါသည်ရန်ကုန်တက္ကသိုလ်ကြီးဟာမြမပညာရေးလောကရဲ့ပြုစုပြောင်းထောင်ရညီဝင်ကြီးအဖြစ်ထာဝရဂုဏ်ယူမှုကြောင့်ပဲတည်ရှိနေမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့စိတ်ဝင်စားပဲကောင်းတဲ့အကြောင်းအရာတွေကိုတင်ပြသွားမှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ EKK Channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့နှလေးစစ်ပဲဖြစ်ပါတယ်